ဟာဘာတွေလုပ်နေရအောင် လက်စွပ်ကြသွားလို့အင်ဂျင်ထဲမှာ ဟာအင်ဂျင်နဲ့ပေါ့စိန်လက်စွပ်ကြသွား စိန်လက်စွပ်ကြသွားလို့ထုတ်နေတာ ဟောနော်တယ်ပြုတ်နေရလား ကြောက်လေပြခဏပဲ ဟာစီနော်တယ်ပြုတ်နေရ ဟုတ်တယ် ဟာဒါဘာနော်တယ်တော့စီဟောစမ်ဒီပေါ့နော် စစ်အန်ဆမ်ဒီအင်ဂျင်ဘောက460ရတာနော်တယ်ဖြုတ်ပေးနေ ပစ္စည်းကတော့တန့်နေဗျာ နောက်နေဆို တွင်းပစ္စည်းကတော့လုံးဝမိုက်ပဲ ဝက်ရှော့ဆရာပစ္စည်းတော်တော်တန့်နေအောင်တော်တော်ကြိုက်လို့ ပစ္စည်းတန့်ကြိုက်တော့ကျအင်ဂျင်ကတစ်ခါဖြုတ်ပြရ ဟုတ်တယ်အဲ့ကကလန် နော်တယ်ပြုတ်ရင်တော့စီတန်သွေးတစ်ချောင်းပဲလိုတာနော် ဒါပဲ ဟာဒီဘယ်နှလုံးပြုတ်သွားပြီတော့ ဟာတန်ရွေးတစ်ချောင်းရှိရင်နော်တယ်6လုံးလုံးက9မိနစ်တွင်းပြုတ်တယ် ခဏပဲနော် ခဏပဲပြောတဲ့အတိုင်းလုပ်ပေးရနော်အပိုလောက်တာမဟုတ်ဘူးအတလုံးပြုတ်သွားပြီခဏပဲ9မိနစ်လောက်ပဲဆောင်ရအကုန်ပြုတ်တယ် ပစ္စည်းကတော့အာစီနဲ့ကျွေဆင်းသွားပြီဗျာ ဖူဆို အပြင်ပိုင်းနဲ့အတွင်းပိုင်းနဲ့အတွင်းပိုင်းတကယ်လှတယ်ပဲ ဒီမှာ ဟောအိဖတ် ဖူဆိုစစ်အန်ဆမ်ဒီအင်ဂျင်ဘောကဒါ460အင်ဂျင်မြောင်းကနော်တယ် 460အင်ဂျင်မြောင်းကနော်တယ် နော်တယ်ဒါကျွန်တော်တို့မန်းလေးစက်မှုတွေက58လမ်း133 134 58လမ်းဝက်ရှော့ဆရာဘောစီပေါ့နော်ဝက်ရှော့ဆရာဘောစီတော့ကဒါကျွန်တော်ဖြုတ်ပြဝက်ရှော့ဆရာကိုဇောင်းဝင်းမောင်တော့ပေါ့နော်ဆရာကိုဇောင်းဝင်းမောင်တော့ကဒါအင်ဂျင်ဘောက460ကနေပြီးတော့ဒါကျွန်တော်တို့နော်တယ်ဖြုတ်ရအောင်ပေး အဲ့ဒါနှိုးထားရလုံးနေလား အနိုးလဲနိုးပြီးသား နှိုးပြီးသားနော် ဟုတ်တယ်ကားမှာတက်ဆန်ခါလီနဲ့ဝိန်းနဲ့တစ်ခေါက်အာမခံပေးထားတယ် အဲ့ဒီပြင်ပိုင်းကတော့နော်ပြင်ပိုင်းကကြည့်တော့တာဟွာပြစ်တာနော်အတွင်းပိုင်းကတော့တကယ်ကြည့်ရဗျာရက်ဆက်ပြင်ပိုင်းကဖုံးနေထူးနေနော် ဟာအပြင်မအောင်ကြီးရေးအတွင်းမအောင်ကြီးလုံးလုံးမှာအတွင်းနဲ့လုံးမှာအပြင်မရေးအောင်ဆိုဒုတိယဆင့်အတွင်း ပ နဲ့ စ္စည်းကတော့တကယ်မိုက်တယ်ဗျာ ပြုတ်ပြီ ဝါရှော့စရာဘယ်မှာ ဝါရှော့တော့ဟုတ်ပါမှာ ဝါရှော့စရာပုံးနေတာပြေးပြီ အကလိုက်တယ် တခါဆောင်ယူနေရပါလား ဟုတ်တယ်ဝါရှော့တဲ့တစ်ခါပဲကားကုံတင်ထားဆိုရေးကြည့်လို့ဆိုတစ်ခါပဲဒီကနေဖြုတ်ပြရတယ်တစ်ခါပဲတင်လိုက်မယ်ဆိုတော့ねတစ်ခါကျွန်တော်ဖြုတ်ပေးနေတာပေါ့နော်အဲ့တော့ယုံကြည်စိတ်ချသွားတယ်ဝယ်ယူအားပေးတဲ့ဆရာကိုစောဝင်းမောင်နဲ့ဘောစီကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဘောစီကတော့မဘေးမှာရက်နေအောင်ဗျာဟုတ်နော်နေအောင်လို့ကျေးဇူးအများကြီးပဲတင်ပါတယ်နော် ကဲအစီကျေးဇူးအများကြီးတင်တယ်နော်ပစ္စည်းရောက်တယ်ကဲမိုက်တယ်ဗျာဒီမှာနီးကကြည့်လိုက်ပြင်နဲ့အတွင်းနဲ့လက်ထွက်နေရပဲဘာမှမဆိုင်ဘူးဗျာ အဲ့ဒီဟိုကဟာနဲ့ ဟောဂျပန်ကြဒါရှေ့ဗျတန်တွင်းတစ်ချောင်းရှိလို့ကတော့နော်တယ်9လုံး နော်တယ်ငါ နော်တယ်6လုံးလုံးကတော့9မိနစ်ပဲဗျာ ပြုတ်သွား 9မိနစ်ပဲ ဘလာနည်းနည်းပါးပဲလာမှာရ ဒါစီယန်ဆမ်ဒီ လက်ပြုတ်တယ် ဝါထုတ်ကြဒီမှာဝါထုတ်ကြဒီမှာဒီမှာအောင်လားဝါထုတ်ကြဒီမှာဝါထုတ် ပြုတ်ပြီ အောင်ရတာ